ကိုဘာပဲလှုပ်လို့ကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့လို့သည်များကံရဲ့အကျိုးဆက်ကိုကိုပဲခံရမယ်ကိုပဲဆန့်ရမယ်ဒါဟာသူ့ရဲ့အမွေခံပဲကံရဲ့အမွေခံပဲဖြစ်ရမယ်လို့ဒီအမြင်ကိုမြင်မှုလွန်တယ်ဒါကိုကမ္မတက္ကတာသမာဓိလို့ခေါ်တယ်ကိုလှုပ်တာကိုလည်းသာသက်ဆိုင်တယ်လို့မြင်တဲ့အမြင်ဘလို့တမိုးရှိတယ်လဲစဉ်းစားကြည့်ဆန့်ကျင်တဲ့တွေးကြည့်ကိုလှုပ်တာကိုလည်းမပတ်သက်ဘူးငင်းွယ်လိုက်တဲ့ပုဂ္ဂိုလ်တစ်ခုတယောက်သူတော်လူကောင်းဖြစ်ဖို့မရှိဘူး။ဘာကြောင့်လို့ဆိုတော့ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ဆိုတဲ့အမြင်ရှိရင်ကောင်းတာလုပ်လဲကောင်းတာရမှာမဟုတ်ဘူးမကောင်းတာလုပ်ရင်မကောင်းကျိုးမခံရဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဒီသူလှုပ်ချင်တာတွေလှုပ်တော့မှာပေါ့သူလှုပ်ချင်တာအကောင်းလားအဆိုးလားဆိုတော့လူဆိုတာအဆိုး